Limota B10 က grade တွေအများကြီး short လာတာဆို Limota B10 က Dual Remote မပေါအောင်ဆို Passenger seat back ကထိုင်ကုန်မော်တာမဖြစ်ဘူးဆို Limota B10 SKD ကားကိုအပြင်မှာမျက်နှာကြည့်နေတဲ့ဆိုရင်ဒီဗီဒီယိုလေးကိုစက်ကြည့်လိုက်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာတော့ YCC မှာကျင်းပနေတဲ့ကားပြပွဲထဲမှာLimota မြန်မာနဲ့ MG မြန်မာရဲ့ဘုတ်ကိုရောက်နေတာဖြစ်ပြီးတော့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်လူတွေတော်တော်များများမေးနေကြတဲ့မေးခွန်းလေးတွေကိုဖြေပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်အခုရဲ့ညာဘက်မှာမြင်တွေ့နေရတဲ့ MG ရဲ့ S5 Standard Range ရဲ့ Long Range ရဲ့နှစ်မျိုးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီ MG S5 ကကျွန်တော်ဗီဒီယိုတွေလည်းအများကြီးရိုက်ဖူးတယ်သူ့အကြောင်းတွေလည်းကျွန်တော်အများကြီး test ride တွေလည်းလုပ်ထားဖူးတာဖြစ်တဲ့အတွက် MG S5 အကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင် MG S5 SCA Vlog ဆိုပြီးကြိုက်တဲ့ social media platform ပေါ်မှာရိုက်ပြီးတော့ share ကြည့်လိုက်ပါဒီကားအကြောင်းတွေထွက်လာပါလိမ့်မယ်ဒီကားအကြောင်းလေးကိုအကြမ်းပြင်းလေးအနေငယ်ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ MG ဆိုတော့အားလုံးသိပြီးသားအတိုင်းပဲ MG ဆိုလို့ရှိရင်လူတော်တော်များများပြောတယ်drive ကတော့အရန်မိုက် MG4 မှာတည်းကလူတော်တော်များများက MG မောင်းရတဲ့ feeling ကိုကြိုက်သွားကြပြီ MG ZS တွေလည်းမောင်းပြီးသွားပြီအခုဒီ MG S5 မှာဆိုလည်းမောင်းရတဲ့ feeling ကအရန်ကောင်းတယ်အခုဒီကားက SUV ဖြစ်သွားတာဖြစ်တဲ့အတွက် ride လည်းကောင်းတယ်ထိုင်စီးရတာလည်းတော်တော်လေးကိုအဆင်ပြေတာကိုတွေ့ရတယ်ကျွန်တော်မျိုးရင်းရောမျိုးပြင်ရောကျွန်တော်တော့ကောင်းကောင်းကြီးကိုဒီကားကိုစမ်းပြီးတော့မောင်းပြီးတော့ဒါပေမဲ့ဒီထက်ပိုပြီးတော့ခါဝေးလေးသွားကြည့်ဖို့လည်းစူးစမ်းနေပါသေးတယ်အဲ့ဗီဒီယိုတွေတော့မကြခင်လာမယ်ပေါ့ဗျာဒီ MG S5 ကကား size ကကြီးတယ်ကား size ကြီးတာဖြစ်တဲ့အတွက်တချို့ကျတော့စိတ်ပူတာပေါ့နော်မျိုးထဲမှာလမ်းကြားတွေတဲကိုသွားမယ်ဆိုလို့ရှိရင်ဝင်လို့ထွက်လို့တွေလွယ်ပါမလားဒါတွေကိုစိတ်ပူကြတယ်ဒါပေမဲ့ဒီက360တွေလည်းပါတယ်ရှန်စာတွေလည်းပါတာဖြစ်တဲ့အတွက်မျိုးထဲမှာလည်းကောင်းကောင်းကြီးကိုသုံးလို့ရတဲ့ကားတစ်စီးဖြစ်တယ် highway မှာတော့စိတ်ပူကြအောင်မလို့တော်တော်လေးမောင်းလို့လည်းကောင်းတယ်စီးလို့လည်းကောင်းတယ်ဒီကားကိုဒီပွဲထဲမှာသာဝယ်မယ်ဆိုလို့ရှိရင်ဒေါင်းပေးမယ်30%ပေးပြီးတော့ဝယ်လို့ရပါတယ်ဒါကတော့ MG အပိုင်းဖြစ်ပြီးတော့ဒီဘက် Limota မြန်မာဘက်မှာဆိုလို့ရှိရင်လည်း Limota T03 ရှိတယ်ဒါကတော့ Limota B10 ရှိတယ်ဟိုနောက်မှာဆို Limota C16 ရှိတယ်ဒါပေမဲ့အဲ့မှာအထူးသဖြင့်ပြောစရာရှိသွားတာဒီ Limota B10 ပဲဖြစ်ပါတယ်Limota B10 ကတော့ online မှာဆိုလဲတော်တော်လေးကို hot နေတယ်။ဘာကြောင့် hot နေတာလဲဆိုတော့မကြခင် SKD စနစ်နဲ့ကားတွေကထုတ်လုပ်တော့မှ customer လက်ထဲကိုအပ်တော့မှအခုလက်ရှိကျွန်တော်ဘေးမှာမြင်တွေ့နေရတဲ့ဒီကားကတော့ SKD စနစ်နဲ့ထုတ်လုပ်ထားတဲ့ကားပဲဖြစ်ပါတယ်။အဲဒီတော့ဒီ Limota B10 ကိုဝယ်ယူထားတဲ့သူတွေကနောက်ဝယ်တော့မယ်ဆိုတဲ့ customer တွေအတွက်ကိုဒီကားကတကယ်ကိုမျက်မြင်ကိုယ်တွေ့ဝင်ကြည့်လို့ရပါတယ်။ဘာကြောင့်လဲဆိုတော့အရင်တုန်းကကြတော့နည်းနည်း online မှာ complaint လေးရှိကြတယ်။သိရမလား။အဲ့တော့နည်းတော့ဖွာကြတာပေါ့ဗျာ။တကယ်တမ်းတော့ဒီက sales တွေကတခါတည်းပြောထားပြီးသား display ကားနဲ့ SKD ကားနဲ့တချို့ဟာလေးကွဲလွဲချက်ရှိတယ်ဆိုတာကိုတခါတည်းရှင်းပြပြီးမှရောင်းခဲ့တာလူတွေကလည်းအကုန်လုံးကိုသိပြီးတော့မှပဲဝယ်ခဲ့တာ။သို့ပေမဲ့ online မှာဒီလိုပဲဖွာကြတာဟိုမပါဘူးဒီကမပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်။ Okay အဲ့တော့အဲ့ဒါတွေအကုန်လုံးမဖြစ်ရလေအောင်အခုဒီမှာ Limota B10 SKD ကားကိုဒီမှာမျက်မြင်ကိုယ်တွေ့လာပြီးတော့ကြည့်လို့ရပါပြီဒီကားမှာဆိုလို့ရှိရင်ကျွန်တော်အခုကြည့်လိုက်တာအရင်တော့ကျွန်တော်သိထားတာကထိုင်ကုန်ကမော်တာမဖြစ်ဘူးလို့သိတာဒါပေမဲ့ဒီကားမှာထိုင်ကုန်မော်တာပါလာဒါလေးထူးခြားလာလေးတွေ့ရတယ်ပြီးလို့ရှိရင်ကျန်တာတွေအားလုံးသိပြီးသားအတိုင်းပဲနောက်ဘုံမော်တာဖြစ်တယ် sunroof ပါတယ် range ကကီလိုမီတာ600ဝန်းကျင်လောက်သွားလို့ရတယ် battery capacity က69.1 kWh ရှိတယ် motor capacity က160 kWh ရှိတယ်ဒါကြောင့်မို့လို့ဒီကားကလူတော်တော်များများစိတ်ဝင်စားခြင်းကိုလည်းခံရတယ်မကြခင်လဲလမ်းမပေါ်ကိုရောက်လာတော့မယ်ကားတစ်စီးပဲဖြစ်ပါတယ်ဒီကားတွေကိုခုနပြောရတဲ့ကား Limota T03 Limota B10 Limota C16 ဘယ်ကားပဲဝယ်အခုဒီပွဲထဲမှာသာဝယ်မယ်ဆိုရင်30%တောင်းပေးမှပေးပြီးတော့ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ Okay ဒီဗီဒီယိုလေးရဲ့အနည်းချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်အရင်တော့ promotion တွေပေးနေတဲ့အချိန်မှာတော့ကြာလူတွေကစိတ်ဝင်စားကြတာတို့ကျွန်တော်တို့အတင်းရောင်းနေတယ်တို့လူတွေကထင်ကြတာဒါပေမဲ့အဲ့ဒီအချိန်တော့ကလည်း brand တွေဘက်ကသူတို့ပေးနိုင်တဲ့ promotion တွေကို customer တွေရပါစေဆိုတဲ့စေတနာနဲ့ဒါ promotion တွေပေးကြတယ်ဒါပေမဲ့အခုကတော့လက်ရှိကတော့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ဘာ promotion မှမပေးနိုင်ဈေးကွက်ကလည်းငြိမ်နေတယ်ဒီလိုအခြေအနေမျိုးမှာကားဝယ်မယ်ဆိုလို့ချင်းတော့ဝယ်သင့်တဲ့အခြေအနေမျိုးလို့ကျွန်တော်တို့အကြမ်းမြင်ပြောလို့ရတယ်စီးမဲ့လူတွေအတွက်ပေါ့နော်ကားကိုဝယ်ပြီးတော့မှမျက်ချင်တဲ့လူတွေအတွက်ကတော့ကျွန်တော်တော့မပြောလို့ဘူးကျွန်တော်လည်းမရှင်းပြတတ်ဘူးအဲ့ကိစ္စကတော့เนาะနိုင်ငံတကာမှာတော့ကားကဒီနေ့ဝယ်မတတ်မှန်ရှုံးနေကြီးပဲဒါပေမဲ့တချို့ကြတော့လည်းဒီနေ့ဝယ်ပြီးမတတ်မှန်မျက်ချင်တဲ့လူကလည်းရှိတယ်အဲ့လိုမျိုးကတော့ကျွန်တော်တို့မရှင်းပြတတ်ဘူးဒါပေမဲ့စီးမဲ့သူတွေအတွက်ကတော့ဒီချိန်ဝယ်တာတော့အကောင်းဆုံးပဲဘာကြောင့်လဲဆိုတော့ကားဈေးငြိမ်နေတာရယ်ထောက်ပေးမဲ့ကို30%နဲ့ရတာဥပမာတော့ပါဗျာ Limota T03 ပဲဆိုပါဆိုထောက်ပေးမဲ့ဒါ30%ဆိုလို့ရှိရင်250ပတ်ချလေလောက်နဲ့ဒါထောက်ပေးမဲ့ပေးပြီးတော့ဒီကားကိုဝယ်ပြီးတော့သုံးနေလို့ရပြီပြီးလို့ရှိရင် monthly payment ကိုပြောမယ်ဆိုလို့ရှိရင်လည်း3သိန်းဝန်းကျင်လောက်ပဲပေးရတော့မယ်ကျွန်တော်စိတ်တယ်ပေါ့နော်ဒါအတိအကျတော့မဟုတ်ဘူးဒါပေမဲ့အသေးသေးအချက်လက်တွေကိုသိကျင်တယ်ဆိုလို့ရှိရင်လည်း Limota T03 SCA Vlog Bank လုံးဆိုပြီးတော့ရှာလိုက်တယ်ဆိုလို့ရှိရင်ထွက်လာပါလိမ့်မယ် content တွေအများကြီးကျွန်တော်ရိုက်ဖူးတယ်အဲ့မှာအသေးသေးတွေတွက်ပြထားတယ်လည်းရှိပါတယ်ပြီးတော့ဒီကားတစ်စီးတည်းမဟုတ်ဘူးကျွန်တော်ဘေးမှာမြင်တွေ့နေတဲ့ Limota B10 လို့ပြီးရင် Limota C16 လို့ဒီကားတွေအကုန်လုံးလည်းထောက်ပေးမဲ့30%လုံးပဲပေးပြီးတော့ဝယ်လို့ရမှာဖြစ်တယ်အဲ့ဒီအပြင် MG မှာဆိုလို့ရှိရင်လည်း MG S5
standard range ရှိတယ် long range ရှိတယ်နှစ်မျိုးစလုံးရှိတယ်ဒီနှစ်မျိုးစလုံးကိုလည်းဒေါင်းပေးမဲ့30%ပဲပေးပြီးတော့ဝယ်ယူမယ်ဆိုရင်ဝယ်လို့ရတယ်အဲ့ဒါကြောင့်မို့လို့ Lee Motor မြန်မာကနေပြီးတင်သွင်းရောင်းချဖြန့်ဖြူးနေတဲ့ Lee Motor T03 ပဲဖြစ် Lee Motor B10 ပဲ Lee Motor C16 ဒီကားတွေကိုပဲကြည့်ချင်တာဖြစ်ဖြစ် MG မြန်မာကနေပြီးတင်သွင်းရောင်းချဖြန့်ဖြူးနေတဲ့အခုနောက်ဆုံးထွက်ထားတဲ့ MG S5 ရဲ့ standard range ပဲဖြစ်ဖြစ် long range ပဲဖြစ်ဖြစ်လာရောက်ကြည့်ရှုလေ့လာခြင်းတယ်ဆိုလို့ရှိရင်အခု February 6ရက်9ရက်10ရက်2026 YCC ခန်းမမှာလာရောက်ကြည့်ရှုလေ့လာဖို့အတွက်ကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့စိတ်တော့ Wow 3 2 1 go အားလုံးပဲမင်္ဂလာပါဟုတ်ဒါ SKD ဖြစ်သွားပြီဟုတ်ကဲ့ဟုတ်ကျေးဇူးပါအတင်းကြိုင်သိကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော် Lee Motor T03 SA Vlog Bank လုံးဆိုပြီးတော့အဲ့နာပြန်ပြောမယ်3 2 1 go အဲ့နာပြန်ပြောမယ်3 2 1 go 3 2 1 go အဲ့တော့ Lee Motor B10 ကိုဝယ်ယူထားတဲ့သူတွေရောပြန်ပြောမယ်